ကံကြမ္မာရဲ့ညှဉ်းပန်းမှုကိုခံခဲ့ရတဲ့ကျိုးဆောင်ရဲ့မိခင်ဖွားနဲ့အဖိုးတို့ဟာသူမကိုတယောက်ပြီးတယောက်ထားသွားခဲ့ကြသလိုဖခင်ဖြစ်သူကပါသူမဘဝတွေကနေအပြီးတိုင်ထွက်ခွာသွားခဲ့ပြန်ပါတယ်။အထီးကျန်ဆန်လာတဲ့သူမရဲ့18နှစ်ပြည့်မွေးနေ့မှာတော့အခြေအရဆုံးသူတွေကိုကယ်တင်ဖို့မိမိရဲ့အရာအလုံးနဲ့လဲပြီးလွန်ခဲ့တဲ့24နှစ်2000ခုနှစ်စီကိုအချိန်ခရီးသွားခဲ့ပါတော့တယ်။အတိတ်မှာတော့သူမဟာကျူရီဆိုတဲ့နာမည်နဲ့မိခင်ဖြစ်သူကျူချင်းရဲ့အကြောင်းကိုပြောင်းခဲ့ပါတယ်။အဲ့ဒီမှာနှွေးထွေးတဲ့မိခင်ကိုပထမဆုံးမြင်တွေ့ခဲ့ရသလိုနောက်တစ်ချိန်မှာဘဝပြတ်သွားမဲ့ဖခင်ဖြစ်သူကျိုးဖူးချစ်နဲ့ပါဆုံခဲ့ရတယ်။လက်ရှိမှာတော့ကျိုးဖူးချစ်ဟာမိခင်ဖြစ်သူကိုအယိုးမူးချစ်နေတဲ့လူငယ်လေးဖြစ်နေလို့ရှောင်ရဲဟာမိခင်ရဲ့ကံကြမ္မာကိုတားဆီးဖို့သူတို့နှစ်ယောက်ကြားကပတ်သက်မှုကိုဖျက်တောက်ဖို့ကြိုးစားပါတော့တယ်။မိခင်ရဲ့အိမ်ကိုရောက်ချိန်မှာအဖွားဖြစ်သူရဲ့ချောင်းဆိုးတန်ကြောင့်အတိတ်ကဖြစ်ရဆိုးကိုသတိရသွားပြီးရှောင်ရဲဟာအဖွားကိုဆေးရုံအတင်းသွားခိုင်းခဲ့ပါတယ်။ကျိုးဖူးကြီးရဲ့ကူညီမှုကြောင့်ဆေးရုံကိုအချိန်မီရောက်သွားပြီးအဖွားရဲ့ယောဂအစောပိုင်းအဆင့်ကိုရှာဖွေတွေ့ရှိကရှောင်ရဲဟာပထမဆုံးကံကြမ္မာကိုအောင်မြင်စွာပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါအပြင်ကျိုးဖူးကြီးဟာလွန်ခဲ့တဲ့3နှစ်ကဒုစရိုက်သမားကိုအသက်ဆုံးဖမ်းခဲ့တဲ့သူရဲကောင်းမန်းဆရာဝန်ကြီးစီကတီးလိုက်ရပါတယ်။ဒီလောက်တောက်ပတဲ့လူငယ်လေးဟာဘာကြောင့်နောက်24နှစ်အကြာမှာအမှောင်ကဘာရဲရောက်ပြီးဝန်းနေစရာစသိမ်းသွားခဲ့ရတာလဲ။ရှောင်ရဲတယောက်ကရောမိခင်ရဲ့ကံကြမ္မာကိုဆက်ပြီးပြောင်းလဲနိုင်ပါမလားဆိုတာကတော့